ကဲဆိုတော့ဒါအခုကျွန်တော်ယထာစဉ်းလာပြီပေါ့နော်ဆိုတော့ကျွန်တော်အခုရောက်နေရတော့ဒါရွေလီပေါ့နော်ရွေလီလို့ခေါ်တယ်ဆိုတော့ရွေလီမျိုးကအမှန်တော့ချင်းလေးပေါ့နော်โอเคဆိုတော့အခုကျွန်တော်ဟိုတယ်ကနေပြန်ထွက်လာပြီပေါ့နော်ဟိုတယ်ကတော့အခုလောဆယ်တော့ဝင်လို့မရသေးဘူးဘာလို့လဲဆိုတော့သူ check in time က3နိုင်ပါဆိုတော့သူတို့အခန်းတွေ ready မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အိတ်ကိုတော့ဟိုတယ်မှာထားခဲ့တယ်ထားခဲ့ပြီးတော့အခုကျွန်တော်နေရာတနေရာတော့ဖြစ်ပါတယ်အဲ့ဒီနေရာအဒါမြန်မာလူမျိုးတွေရန်အရေးကြီးတဲ့နေရာပေါ့နော်ဆိုတော့အဲ့ကိုသွားဖို့အရင်ဆုံးကျွန်တော်စက်ပိန်ငားမယ်ပေါ့နော်ဒီမှာစက်ပိန်လည်းငားလို့ရတယ်ဆိုင်ကလည်းငားလို့ရတယ်ပေါ့နော်ဆိုတော့အရင်အဆင်ပြေတယ်ဆိုတော့ကျွန်တော်တော့တိတ်မဝေးဘူးဆိုတော့စက်ပိန်ပဲငားမယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ဒါစက်ပိန်တစ်စီးငားလိုက်တယ်ပေါ့နော်စက်ပိန်ကဒါ4နာရီကို100ပေါ့နော်အကယ်4နာရီကျော်တော့မယ်ဆိုရင်1နာရီကိုနောက်ထပ်30စီထပ်ပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ငားထားတဲ့စက်ပိန်ပြမယ်ဒါလေးပါโอเคဆိုတော့ကျွန်တော်စသွားကြမယ်ပေါ့နော်ဒီနေရာမျိုးမှာစပိန်စီရတော်မိုက်တယ်ပေါ့နော်ဆိုတော့ယာရီလူကလည်းနေအရင်မပူဘူးလေးရတယ်တဖြူးဖြူးနေပေါ့နော်တော်မိုက်တယ်လမ်းတွေကလည်းဒါထိုင်ပြီးမှလို့အရင်ရှုပ်ရှက်ကြီးတွေမဟုတ်ဘူးပေါ့နော်โอเคဆိုတော့ကျွန်တော်အခုရောက်နေတဲ့နေရာတော့ဒါကျွန်တော်နောက်မှာမြင်တွေ့နေရတဲ့အတိုင်းပဲ Taipei Veteran General Hospital ပေါ့နော်ဆိုတော့ဒီဆေးရုံကအရင်တော့ဒါစစ်ရောဂါခံစားနေရတဲ့စစ်မှုထမ်းဟောင်းတွေစစ်ပြန်တွေကိုပဲအဓိကထားပြီးဆေးကုတယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့တဖြည်းဖြည်းချင်းနဲ့အခုဆိုရင်ဒါအထွေထွေဆေးရုံဖြစ်နေပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာကိုလာချင်တာအရင်ကြာပြီဒါထိုင်ဝမ်ဆက်ရောက်ကြတဲ့လာချင်နေရပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာကတမိုင်းရှိပါတယ်အဲ့အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်တို့ဒါ1940ခုနှစ်ကိုပြန်ပြီးတော့သွားရမယ်ပေါ့နော်အဲ့အချိန်မှာထိုင်ဝမ်ကဘာဖြစ်နေလဲဆိုတော့ဒါဂျပန်လက်အောက်ပေါ့နော်ဂျပန်ကဒါထိုင်ဝမ်ကိုတင်ထားတယ်လုံးဝပြောမယ်ဆိုရင်ဒါဂျပန်ကဒါထိုင်ဝမ်အရန်လွမ်းမိုးချင်လို့ပေါ့နော်ဒါထိုင်ဝမ်မှာရှိတဲ့ထိုင်ဝမ်လူမျိုးတွေနာမည်ကိုတော့မှဂျပန်နာမည်ကိုပြောင်းဟိုင်းလောက်တဲ့အထိဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာတစ်ချိန်တည်းမှာပဲမြန်မာပြည်မှာဘာဖြစ်နေလဲဆိုရင်မြန်မာပြည်မှာတော့ဒါသခင်အောင်ဆန်းပေါ့နော်ကျွန်တော်တို့အားလုံးသိတဲ့ဘိုးချုပ်အောင်ဆန်းဦးဆောင်ပြီးတော့သူကဒါ BIA ကိုတီချောင်းဝင်အတွက်ဒါရဲဘော်3ကြိတ်ပေါ့နော်ဆိုတော့ဒီ BIA ဆိုတာတော့ဒါ Burmese Independence Army ပေါ့နော်ဆိုတော့ဒါကိုတီချောင်းဝင်အတွက်ဒီရဲဘော်3ကြိတ်ကပထမဦးဆုံးတော့ဒါဟိုင်နန်ကျွန်းကိုသွားကြရပေါ့နော်ဟိုင်နန်ဆိုတာကတော့ဒါတရုတ်ပြည်မှာရှိတဲ့ဟိုင်နန်ကန်ညာဆိုတဲ့နေရာပေါ့နော်ဆိုတော့အဲ့ဒီနေရာကဒါအောက်တိုဘာလလောက်မှာပေါ့နော်ဒါသူတို့ပိတ်လိုက်တယ်ပေါ့နော်ပိတ်ပြီးတော့မှဒီကိုပြောင်းလာကြတယ်ဘာလို့လဲဆိုတော့ဒါကလည်းဂျပန်လက်အောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကိုပြောင်းလာတဲ့အခါမှာပထမဦးဆုံးဟွားလျံကိုသွားတယ်ဟွားလျံနေပြီးတော့မှဒါယထာနဲ့ပေါ့နော်ယထာနဲ့ဒီရွေလီကိုပြန်လာတယ်ဆိုတော့ဒီရွေလီအခုဒါထိုင်ဝမ်တမိုင်းထဲမှာလည်းသူတို့ဖော်ပြထားတာကိုပြန်ပြီးတော့လိလာကြည့်မိတလောက်ပေါ့နော်အဲ့အချိန်တုန်းကဒါဒီရဲဘော်3ကြိတ်ဒီစစ်ရေးလေ့ကျင့်ခဲ့တဲ့နေရာကအခုဒီနေရာနဲ့အနီးဆက်ဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပတ်ဝန်းကျင်မှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေရာကိုလာချင်တယ်ပေါ့နော်အရင်ကလေးလာချင်တယ်ဘာလို့လဲဆိုတော့ဒါကျွန်တော်တို့တမိုင်းမှာအရန်ဟိုမှာဒါအရေးပါတဲ့နေရာတနေရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလာပြီးတော့ဒါရဲဘော်3ကြိတ်ကနလကြာပေါ့နော်နလကြာဒါစစ်ရေးလေ့ကျင့်မှုတွေလုပ်သွားတယ်လုပ်သွားပြီးတော့မှဒါဘန်ကောက်ကိုပြန်ပြီးတော့မှဒါ BIA ကိုစပြီးတော့တီထောင်ခဲ့တယ်ပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေအားလုံးအတွက်အရေးပါတဲ့နေရာပေါ့နော်ဆိုတော့အခွင့်အရေးရခဲ့မယ်ဆိုရင်ဒါတစ်ခါတော့လာပြီးတော့လေ့လာကြည့်စေချင်တယ်ပေါ့နော်ဆိုတော့ okay ဒါပြီးရင်ကျွန်တော်တခြားနေရာလေးတွားအောင်မှာဆိုတော့ထပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင် okay ဒီဆေးရုံကတော်တော်လေးကျယ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုနည်းနည်းလေးပတ်ကြည့်လိုက်အောင်မယ်အဓိကတော့ဒီဘက်မှာရှုခင်းပေါ့နော်ရှုခင်းရမ်းလာတယ်တောင်တန်းတွေနဲ့ပေါ့နော် okay ဆိုတော့ဒါအခုနေ့လေ7နှစ်ရှိပြီပေါ့နော်ဆိုတော့သမင်းစားရှင်ဆိုတော့ဒါအရင်ဆုံးတစ်ခုတော့စားမယ်ပေါ့နော်ဆိုတော့ဒီရွေလီမှာမဖြစ်မနေစားမယ့်ဟာနှစ်ခုရှိရပေါ့နော်ပထမတစ်ခုကတော့ဒါရွေလီခောက်ဆဲပေါ့နော်ရွေလီခောက်ဆဲဒုတိယတစ်ခုကတော့ချုပ်တုပ်ဖူပေါ့နော်ဆိုတော့ချုပ်တုပ်ဖူကျွန်တော်တော့အဓိကမဟုတ်ပေါ့နော်အဓိကကတော့ဒါရွေလီခောက်ဆဲစားကြည့်မယ်ပေါ့နော်ဒါမစားဘူးဆိုတော့
ဒီအောင်မှာပဲစားရဆိုတော့ဒါအခုကျွန်တော်အဲ့ဒီကိုတွားနေရဖြစ်ပါတယ်ဒါအင်တာနက်ပေါ်မှာရှာကြည့်တော့အကောင်းဆုံးဆိုင်ပေါ့နော်ဆိုတော့အကောင်းဆုံးဆိုင်ကိုတွားနေရဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်ပေးကြပါဦးโอเคရောက်ပြီဒါပေမဲ့လူအများကြီးပဲပေါ့နော်ကဲဆိုတော့ကျွန်တော်မှာထားတဲ့ခောက်ဆွဲရောက်ပါပြီနော်ဒါတော့ဒါရွေးလီမှာအမေအကြီးဆုံးရွေးလီခောက်ဆွဲပေါ့နော်ဆိုတော့စားကြည့်မယ်အရာတော့ဘယ်လိုမျိုးလဲမသိဘူးโอเคနောက်တစ်ခုကတော့ဒါဝက်ကောင်တုပ်ပေါ့နော်ဆိုတော့ဝက်ကောင်တုပ်နဲ့ခောက်ဆွဲနဲ့โอเคဆိုတော့ဒီဆိုင်ကလူတော်တော်များတယ်လို့ပြောလို့ရတယ်အခုကျွန်တော်တွေ့ရတော့ဆိုရင်ရှိမြစပွဲရအကုန်ပြည့်ပြီပေါ့နေ့လေသမင်းစားချိန်မှုလားမသိဘူးပေါ့နော်ဆိုတော့စားကြည့်မယ်ဟုတ်ကဲ့ရဟိုပြရကျွန်တော်ဟောက်ဆွဲနည်းနည်းတူတယ်ပေါ့နော်ဒီလိုအသားမျိုးဆိုတော့အကောင်းတော့ပါအကောင်းတော့လည်းကောင်းတယ်အေးလေးနဲ့နော်အေးနဲ့ဆောက်ကောင်းโอเคဆိုတော့ဒါအခုညနေ4 နာရီခွဲရှိပြီပေါ့နော်ဆိုတော့ကျွန်တော်ခဏနားပြီးတော့အခုပြန်ပြီးတော့ထွက်လာတာပေါ့နော်ဆိုတော့ကျွန်တော်အခုဘယ်ကိုတွားမလဲဆိုတော့ဒီမှာBiden Trade ကိုရှိရစပင်းစီရဲ့နေရာလေးပေါ့နော်အဲ့နေရာကတော်တော်လေးနာမည်ကြီးရပေါ့နော်ဆိုတော့အဲ့ဒါတွားကြည့်မယ်ဘာလို့လဲဆိုတော့အခုຢာတွေလူရတယ်ကောင်းတယ်ဆိုတော့စပင်းတက်စီမယ်ပေါ့နော်โอเคဆိုတော့ဒါကတော့ဒါဒီစပင်းစီလမ်းကြောင်းရဲ့အစပေါ့နော်ဆိုတော့ဒီကနေဟိုတောက်လျှောက်ပေါ့နော်တောက်လျှောက်စီးတော့လို့ရတယ်โอเคဆိုတော့ဒီနေရာပေါ့နော်ဒီယူလီဆိုတဲ့နေရာကဒါနည်းနည်းလေးမြို့နဲ့နည်းနည်းဝေးရဆိုပေမဲ့မြို့ကချင်းလေးအမှန်တော့ဆိုတော့အဲ့လိုဆိုပေမဲ့ဒီကလမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်ပေါ့နော်လုံးဝတန့်ရှင်းနေအောင်တွေ့ရတယ်ပေါ့နော်အမိုက်တွေတိတ်ပြီးတော့တိတ်မရှိဘူးနော်လမ်းပေါ်မှာဆိုတော့တော်တော်လေးမိုက်တယ်ဒီတောတောင်တဘောကအလားရီနေပေါ့နော်ဒီတန်းတန်းရှင်းလေးတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးမိုက်တယ်ဆိုတော့လေးတာရတယ်ပေါ့နော်โอเคဆိုတော့ဒါကျွန်တော်ပြောနေတဲ့နေရာရောက်ပြီပေါ့နော်ဒီနေရာကအရန်ထူးခြားတယ်ဘာလို့လဲဆိုတော့ဒီနေရာကဒါကမ္ဘာပထဝီမြေလွှာချက်ကြီးနှစ်ခုပေါင်းစုံတဲ့နေရာဖြစ်တယ်ပေါ့နော်ဆိုတော့များဖြင့်ဒီလိုနေရာမျိုးတွေကနည်းနည်းရှားတယ်ပေါ့ဘာလို့လဲဆိုတော့ရေအောက်မှာပဲတွေ့ရတတ်တယ်ပေါ့နော်ဒါကတော့ထူးထူးခြားဒီကုန်းပေါ်မှာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြမယ်โอเคဒီဘက်ညာဘက်ဆိုရင်ဒါ Philippine Sea Plate ပေါ့နော်Philippine ပင်လယ်ဘက်ကမြေလွှာချက်ပေါ့နော်ဒီဘက်ဆိုရင်ဒါ Eurasia Plate ပေါ့နော်ဒါ Eurasia ဘက်ကဒါမြေလွှာပေါ့နော်ဆိုတော့ဒီနှစ်ခုကဒီမှာလာပြီးတော့စုံကြတော့ပေါ့နော်ဆိုတော့ okay ကျွန်တော်တို့အားလုံးလည်းသိမှာပါဒီလိုတောင်တွေဖြစ်လာတယ်ဆိုတာဒါမြေလွှာချက်နှစ်ခုစုံပြီးတော့မှဖြစ်လာတဲ့ဟာတွေပေါ့နော်ဆိုတော့ဒီမှာလည်းအချင်းချုပ်လေးရှင်းပြထားရပေါ့နော်ဆိုတော့ဒီမှာလည်းသူအချင်းချုပ်လေးရှင်းပြထားတယ်ဆိုတော့ဒီနေရာကတော့ထူးခြားပေါ့နော်ဒါမြေလွှာချက်နှစ်ခုစုံတဲ့နေရာပေါ့နော်တကယ်ရွေးလီရောက်ဖြစ်မယ်ဆိုရင်ဒါတခြားပေါက်လာလေကြည့်တင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အကြံပေးပါတယ်โอเคဆိုတော့ဒါစပင်းစီးနေဒါလမ်းဆုံးကိုရောက်လာပြီပေါ့နော်လမ်းအမှန်တော့မစုံဘူးဒါပေမဲ့သူတို့ဒီမှာလမ်းပိတ်ထားတယ်ပေါ့နော်ဆိုတော့ဒါရှေ့အားဖြင့်ဆိုရင်3 ကီလိုမီတာခွဲလောက်ရှိရပေါ့နော်ဆိုတော့ပြန်လဲရတော့မယ်ဒီလမ်းကြောင်းကိုကျွန်တော်ထိုင်အောင်မှာကျွန်တော်စီးပူးရဲ့ထဲမှာဆိုရင်ဒီလမ်းတော်တော်လေးလာတယ်လို့ပြောလို့ရပါတော့တော်တော်လေးစီးလို့ကောင်းတယ်โอเคဆိုတော့ကျွန်တော်အခုပြန်ပြီးတော့နောက်လဲရမှာပေါ့နော်နောက်လဲပြီးတော့ဘယ်ထပ်တော့အောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦး